thin one ပေါ့နော် thin one က new property မှာ establishes levels of biological organizations ပေါ့ biological organizations biology နည်းအဖြစ်ဖွဲ့စည်းထားတာတွေအဲ့ဒါတွေရဲ့ establishes level တစ်ဆင့်ချင်းစီတိုင်းမှာ property အသစ်တွေဂုဏ်သတ္တိအသစ်တွေ emerge ထွက်ပေါ်လာပါတယ်The hierarchy of life on Earth is as follows. ကမ္ဘာမှာရှိတဲ့သက်ရှိရဲ့ဒီအနေအမြင့် hierarchy ကိုပေါ့နော် as follows. အောက်ပါတိုင်းမှာစီပြလို့ရပါတယ်။ Biosphere, ecosystem, community, population, organisms, organ system, organ tissue, cell, organelle, molecules and atoms ပေါ့နော်။စင်ထားတဲ့ဒီပုံလေးကိုပြချင်တယ်ပေါ့နော်သူထဲမှာစီထားတော့သူကအမြင့်ကနေအနေကိုသွားတာပေါ့အမားတော့အဲ့သဘောတရားလေးကိုနားလဲစေချင်လို့ပေါ့နော်အတန်လေးatoms လေးတွေပေါင်းတဲ့အခါမှာဆိုရင် molecule ဖြစ်တယ်atom ဘယ်နှလုံးပေါင်းရမလဲဆိုတော့သူသက်ဆိုင်ရာ molecule အလိုက်ပေါ့နော် atom လေးတွေပေါင်းလိုက်တော့ molecules လေးတွေဖြစ်လာတယ် molecule လေးတွေပေါင်းလိုက်ရင် organelles လေးတွေဖြစ်လာတယ် organelle ဆိုတာ cell တစ်ခုရဲ့ထဲမှာရှိတဲ့ structure တွေအကုန်လုံး organelle လို့ပြောတာပေါ့နော် nucleus တွေပါမယ် ribosomes ပါမယ် nucleus reticulum and Golgi apparatus တို့ပေါ့နော်အဲ့ဒီ organelle လေးတွေဖြစ်လာမယ်အဲ့လိုမျိုးမတူညီတဲ့ organelle လေးတွေ3 4 5ကိုစုလိုက်တဲ့ခါကျရင် cell ဆိုတာဖြစ်လာမယ်cell ဆိုတာတော့ fractional unit ဖြစ်သွားပြီပေါ့ကွာအမတို့လုပ်ငန်းဆောင်တာတစ်ခုကိုဆောင်ရွက်နိုင်သွားပြီပေါ့အဲ့ဒီဆောင်ရွက်နိုင်တဲ့ cell ဆိုတာဖြစ်သွားမယ်အဲ့ဒီ cell လေးတွေမျိုးစုလိုက်မယ်ဆိုရင်အမတို့ tissue လေးတွေဖြစ်သွားမယ် tissue ဆိုလဲဒီ grade 10မှာသင်မယ်ပေါ့နော် muscle tissue epithelial tissue တို့ connective tissue တို့ပေါ့နော်အဲ့လိုမျိုး tissue လေးဖြစ်လာမယ်အဲ့လို tissue လေးမျိုးရှိရပေါ့နော်အဲ့ tissue လေးမျိုးတွေပေါင်းလိုက်မယ်လိုအပ်တဲ့နေရာမှာပေါင်းလိုက်တယ်ဆိုတော့ organ ဖြစ်လာမယ်ပေါ့ organ ဆိုလဲ heart တို့ lungs တို့ liver တို့အဲ့လိုမျိုး organs အများကြီးရှိရပေါ့နော်မတို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်အဲ့လို organ လေးတွေဖြစ်လာမယ်အဲ့ဒီ organ လေးတွေလုံးလေး၅ခုတစ်ခုနှစ်ခုအဲ့လိုမျိုးသက်ဆိုင်ရာသူတို့ function တူတဲ့ဟာလေးတွေ function တစ်ခုကိုဆောင်ရွက်ဖို့အတွက်သက်ဆိုင်ရာအဆင့်ပြေတဲ့ organ လေးတွေပေါင်းလိုက်ရင်တော့ organ system ဆိုပြီးဖြစ်လာတယ် system ကြီး9ခုရှိတယ်လို့ grade 10မှာသင်ခဲ့တယ်ပေါ့နော် it's okay မှတ်မိလဲcirculatory system ဆိုရင်နှလုံးပါမယ် blood vessels immune system ဆိုတော့မတို့ပါဇက်ကနေပြီးတော့ဗောနော် mouth ပါမယ် esophagus ပါမယ်အဲ့လိုမျိုးအစာရင်ဦးလမ်းကြောင်းတစ်ခုလုံးပေါ့နော်အဲ့ဒါဆိုတဲ့ organ system ကြီးဖြစ်သွားမယ် organ system အဲ့လိုမျိုး organ system တွေပေါင်းလိုက်မယ်ဆိုတော့ organism သက်ရှိဆိုဖြစ်လာမယ်ဗောနော်သက်ရှိမှာတော့ organ system 9ခုရှိရပေါ့အဲ့ဒါတွေပေါင်းလိုက်ရင်အမတို့ organism သက်ရှိဖြစ်သွားမယ်အဲ့လိုသက်ရှိလေးတွေစုပေါင်းလိုက်တာတော့အမတို့ population လို့ခေါ်တယ်population ပြီးရင်မတို့ community ပေါ့နော် community ပါမယ် community ဆိုတာကကြတော့ဒီအဖွဲ့အစည်းရဲ့ဒီမတို့ဒီ area တွေတစ်ခုအတွင်းမှာရှိရပေါ့နော်အဲ့လိုမျိုးဒီပစ္စည်းတွေလူတွေအဲ့ဒါတွေ community လို့ခေါ်တယ်ပြီးရင် area တစ်ခုအတွင်းမှာရှိရပါမယ် ecosystem ပြီးတော့ biosphere လို့ခေါ်တယ်အမ community နဲ့ ecosystem တော့ နောက် slide တစ်ခုမှာသိချရှင်းမယ်ပေါ့ဒီ slide မှာအမတို့တစ်ချက်ကြည့်ပြီပေါ့နော်ခုနကအမသိချမရှင်းခဲ့တဲ့ population နဲ့ community population ဆိုတာအမတို့ကဒီပြော animals ပေါ့နော် animals တွေကြီးပဲရှိနေ animals တွေမှာလူလဲပါတယ်ပေါ့နော်အဲ့ဒါပဲရှိနေအမတို့အဲ့ဒါ population လို့ခေါ်တယ်အဲ့ဒီမှာသူတို့ရဲ့နီးစပ်ရာမှာရှိနေတဲ့တခြားသက်ရှိတွေပါလာရင်အဲ့ဒါအမတို့ community လို့ခေါ်ပြီးတော့ ecosystem ဆိုတာကကြတော့တခြားအဲ့သက်ရှိတွေမဟုတ်ဘူးအမတို့ non living things တွေပေါ့ကွာအဲ့လိုမျိုးတွေပါလာတယ်အဲ့ဒါဆိုတော့အမတို့အဲ့ဒါ ecosystem လို့ခေါ်တယ်တဲ့ဒါဒီပုံလေးကြည့်ရင်တော့နည်းနည်းရှင်းမယ်ထင်ပါတယ်ပေါ့နော် population community ecosystem အဲ့လိုတစ်ခုထပ်ထည့်သွားတာအမတို့ကpopulation community ecosystem လို့ခေါ်တယ်။အဲ့ဒီတော့ atoms တွေအဲ့လိုမျိုး hierarchy ကအဆင့်ဆင့်နဲ့ဖြစ်လာတယ်ပေါ့နော်ဒီလမ်းကြောင်းတိုင်းဆင့်ဆင့်နဲ့ဖြစ်လာတယ်။အဲ့လိုမျိုးလေ what is that အဲ့လိုမျိုးတစ်ခုချင်းစီထပ်ထည့်လိုက်တယ်။atoms လေးတွေပေါင်းလိုက်တယ် molecule ဖြစ်လာတယ် molecule လေးတွေပေါင်းလိုက်တယ်
organ ဖြစ်လာတယ် organ လေးပေါင်းတဲ့ထဲမှာ organ ဖြစ်လာတယ်အဲ့လိုမျိုးအဆင့်ဖွဲ့စည်းတည်ဆောက်မှုတစ်ခုချင်းစီတိုင်းမှာ new property emergent အသစ်တွေထွက် new property အသစ်တွေထွက်လာတယ် new property ဆိုဘယ်လိုပြောရမလဲအမတို့ organ ဆဲရစပြီး function လုပ်နိုင်တယ်ပေါ့နော်အမတို့ဆဲတစ်ခုမှဆိုရင်အသက်ရှူတယ် respiration လုပ်တယ်အဲ့လိုမျိုးစပြီးလုပ်နိုင်လာပြီဒါပေမဲ့ဆဲတစ်ခုရဲ့လုပ်နိုင်တဲ့ property နဲ့ organ တစ်ခုလုပ်နိုင်တဲ့ property ကမတူဘူးဆဲတစ်ခုရဲ့ဆိုliver ဆဲဆိုသူထဲမှာတော့မတို့ function တွေ chemical reaction တွေဖြစ်လို့ရတယ်ဒါပေမဲ့ liver ဆိုတဲ့ organ ကြီးတစ်ခုဖြစ်မှာအမတို့ခန္ဓာကိုယ်ကလှုပ်ချင်တယ်detoxification အဆိပ်တွေကိုခြေဖြတ်ပေးတာတို့ဟို lipid metabolism မှာပါတာတို့ပေါ့နော်အဲ့လိုဟာမျိုး new property အသစ်တွေဆိုတာက new property အသစ်တွေဆိုတာကဒီတစ်ခုချင်းစီလိုမျိုး hierarchy လိုက်ဆက်လက်ဖြစ်မှလောက်လာတာပေါ့နော်အဲ့လိုပဲ organ system တစ်ခုတည်းနဲ့အမတို့သက်ရှင်လို့မရဘူး organ system တွေ3 4 5ခုအဲ့လိုမျိုးပေါင်းပြီးမတို့ခန္ဓာကိုယ်မှာရှိတဲ့ organ system တွေအကုန်လုံးအလုံးလုံးမှာအသက်ရှင်လို့ရမယ်အဲ့ဒါလေသူတို့ဆက်လိုက်တဲ့အခါမှာထွက်လာတဲ့ဟာပေါ့ because the interaction among component at lower level မှာရှိတဲ့မှာပါဝင်တဲ့ component ဆိုတာပါဝင်တဲ့ဟာတွေ atoms to molecules to organelle tissue အဲ့လိုမျိုး lower level မှာရှိတဲ့ components တွေကြားထဲမှာဖွဲ့စည်းဆောက်ပုံတွေကြားထဲမှာသူတို့အချင်းချင်းဆက်နွယ်မှု interaction ကြောင့်ဂုဏ်သတ္တိအသစ်တွေထွက်လာတာ emergent property လို့ခေါ်တယ်အမတို့ကြောလိုက်တယ်ဆက်လက်လုပ်လိုက်တယ်အချိန်မှာ property အသစ်တွေထွက်လာတယ်အဲ့ဒါကိုမတို့က emergent property လို့ခေါ်ပါတယ် The structure and function of the biological components are alternate. Biological component အမတို့ biology living things တွေမှာပါဝင်တဲ့ components မှာပါဝင်တဲ့ structure နဲ့ function တွေဆိုတာခေါ် interrelate ဆက်စပ်မှုရှိနေတယ်မိခိုးနေတယ်ပေါ့ကွာဒါပေမဲ့အမတို့ဒီပြောကြတာကတော့အမားတို့ဒီ function က structure ကိုလွှမ်းမိုးတာအဲ့ဒီ set တစ်ခုလုံးမယ်ပေါ့နော် set တစ်ခုလုံးမယ်အဲ့ဒီ set ရဲ့ function ကပါလေအဲ့ဒီ set ရဲ့ function ပေါ်မှာမူတည်ပြီးတော့အဲ့ဒီ set မှာပါဝင်တဲ့ components တွေကလည်းပြောင်းသွားတယ်အဲ့ဒီ set က energy ထုတ်မဲ့ set ပါ energy အများကြီးထုတ်မယ် energy ထုတ်မဲ့ set အလုပ်တွေအများကြီးလုပ်ရမယ် set ဆိုရင်တော့ပေါ့နော်တမျိုးအဲ့လိုမဟုတ်ဘဲနဲ့သူ့ရဲ့လုပ်ငန်းဆောင်တာသွေးတယ်ပေးရုံပဲပေါ့သွေးတယ်ပေးရုံပဲဆိုလို့ရှိရင်မတို့ဒီ red blood cell လိုမျိုးပေါ့နော်သွေးတယ်ပေးရုံပဲသူ့ရဲ့အဓိကဟာ oxygen တယ်ပေးရုံပဲအဲ့ဒါဆိုသူ့မှာ nucleus တောင်မပါတော့ဘူးအဲ့သူ့ရဲ့ function ကိုလိုက်ပြီးသူ့ရဲ့ structure လိုက်ပြီးပြောင်းလဲတယ်ပေါ့နော်ဆဲမှမဟုတ်ပါဘူးအမတို့ထားပါ liver ဆိုလဲသူ့ရဲ့အလုပ်တိုင်းသူ့ရဲ့ structure ဆိုတာဖြစ်လာတာပေါ့ဒီ small intestine တွေပါတယ်ဆိုလဲအမတို့ small intestine မှာဆိုရင် blind သေးသေးလေးရှိရပေါ့နော်သူ့ရဲ့ function ကဘာလုပ်ရမှာလဲဆို absorption လုပ်ရမှာစုပ်ရမှာအဲ့လိုမျိုးသူ့ရဲ့ absorption ဆိုတဲ့ function ကိုလုပ်နိုင်ဖို့အတွက်သူ့ရဲ့ structure ကျယ်ပြန့်မှာဖြစ်မှာကွာအဲ့လိုဖြစ်ဖို့အတွက်အမတို့ microvilli ဆိုတဲ့ structure လေးရှိရတယ်ပေါ့အဲ့တော့သူတို့ရဲ့ components တစ်ခုချင်းစီ biological components တွေရဲ့ structure တွေ function တွေဆိုတော့ဆက်စပ်မှုရှိနေတာဖြစ်ပါတယ် At each level of biological hierarchy hierarchy အဆင့်ချင်းတစ်ခုချင်းစီတိုင်းatoms အဆင့်မှာပဲဖြစ်ဖြစ် organ နဲ့အဆင့်မှာပဲဖြစ်ဖြစ် organ အဆင့်မှာပဲဖြစ်ဖြစ်ပေါ့နော်အဆင့်ချင်းစီတိုင်းမှာ a correlation of structure and function can be observed structure နဲ့ function နဲ့ဆက်စပ်မှုရှိနေတယ်ဆိုတာကိုတွေ့မြင်နိုင်ပါတယ် each level တစ်ခုချင်းစီတိုင်း structure နဲ့ function နဲ့ဆက်စပ်မှုရှိနေတယ်ဆိုတာကိုတွေ့မြင်နိုင်ပါတယ်အဲ့တော့အမအဲ့ဒါ example ပေးပြီးတော့ရှင်းမယ်ပေါ့နော် example ဆို तू ကဘာပေးထားလဲဆိုတော့ hummingbird anatomy ဆိုတာအမတို့ရဲ့ဒီခန္ဓာကိုယ်အပြင်ဘက်ကမြင်ရတဲ့ structure တွေ form တွေကို anatomy လို့ခေါ်တာပေါ့နော်အဲ့ hummingbird anatomy อ่ะဆိုလို့ရှိရင် along the wings to rotate at the shoulder hummingbird anatomy อ่ะဆိုလို့ရှိရင် along the wings တွေဒီ hummingbird and for example hummingbird anatomy along the wings to rotate at the shoulder hummingbird anatomy อ่ะဆိုလို့ရှိရင်တဲ့သူ့ရဲ့ဒီအတောင်ပံတွေကိုပေါ့နော်အတောင်ပံတွေကို rotate at the shoulder ဒီ shoulder သူတို့ရဲ့ပခုံးကနေပြီးလဲစေတယ်လဲအောင်လုပ်ပေးနိုင်တယ်လဲဖို့တော့ခွင့်ပြုတယ်
မတို့ဒီ human part ကြမှာဒီအတောင်မဲလဲနိုင်တာလူမျိုး rotate လုပ်နိုင်တာကွာအတောင်မဲဒီအတောင်မဲနေသူရဲ့ဒီ shoulder မှာ rotate လုပ်နိုင်တာလှည့်နိုင်တာလဲနိုင်တာတခြား part တွေက rotate မလုပ်နိုင်ဘူးဒါ human part ရဲ့ထူးခြားတဲ့ဟာပေါ့နော်အဲ human part မှာဆိုလို့ရှိရင်သူရဲ့ shoulder မှာ rotate လုပ်နိုင်တဲ့ဟာရှိရဲ့အဲဒါကြောင့်မို့လို့ human part တွေမှာ had the ability စွမ်းရည်ရှိတယ် unit among parts ငှက်တွေကြားထဲမှာထူးခြားတဲ့စွမ်းရည်ရှိတယ် to fly backward or hover in place နောက်ကိုလည်းပြက်နိုင်တယ်မဟုတ်ငှက်ဒီကအရှိကိုပြနိုင်တယ်ဒါပေမဲ့ human part ကကြတော့အနောက်ကိုလည်းပြက်နိုင်တယ်အပြီး hover in တနေရာထဲမှာလည်းအတောင်မှန်လေးခတ်ပြီးတော့ငြိမ်ငြိမ်လေးနေနိုင်တယ်အတောင်မှန်ခတ်တယ်ဆိုတာအမတို့ရှေ့ကိုပြန်တော့သူကကြအဲ့လိုမဟုတ်ဘူးအဲ့ rotate လုပ်နိုင်တာဖြစ်တဲ့အတွက်သူ့မှာနားစရာတစ်ကိုင်းမရှိဘူးပုံမှန်ငှက်တွေဆိုနားစရာတစ်ကိုင်းရှိမှရက်လို့ရတာပေါ့နော်အဲ့လိုမဟုတ်သူကနားစရာတစ်ကိုင်းမရှိလေသူတို့အဲ့တောင်မှန်လေးကိုခတ်ပြီးတော့အဲ့သူ့နေရာမှာပဲသူရက်နေအောင်လုပ်လို့ရတယ်တဲ့ဘာလို့လဲဆိုအဲ့ဒီဟာက human part ရဲ့ anatomy ကြောင့်မို့လို့ဖြစ်တာ anatomy ဆို rotate နိုင်တဲ့စွမ်းရည်ကြောင့်မို့လို့ပေါ့နော်အဲ့လိုမျိုးသူတို့အတောင်မှန်ရက်ခတ်နေတဲ့အချိန်တွင်းမှာ the best can extend their long slender ပြီးသူ့ရဲ့ရှည်များလေးရဲ့လှုပ်တီးကိုဆန့်ထုတ်လိုက်တယ် into flower ဘန်းမွန်လေးစီကိုဆွတ်ထုတ်လိုက်တယ်ရှည်ထွက်လိုက်တယ် and be feed on the nectar ဝိရီကိုစားတယ်အဲ့ဒီဝိရီကိုစားပြီးတော့အမေတို့တခြားဘင်းနေစီကိုသွားပို့ပြီးတော့ pollination ဖြစ်မှာပေါ့နော် pollination ဝမုံကူခြင်းဖြစ်စဉ်ဖြစ်ရမှာပေါ့သူ့ရဲ့သူတို့လောက်ရမယ့် function ကဝမုံကူတဲ့ function ဝမုံကူတဲ့ function လုပ်ဖို့အတွက်ကကြတော့သူကဒီ nectar ဆိုတဲ့ဝိရီကိုစုပ်နိုင်ရမယ်အဲ့ nectar ဆိုတဲ့ဝိရီကိုစုပ်ဖို့အတွက်ကကြတော့သူတို့မှာဘေးကအခိုင်ဂိုင်းနဲ့အခက်လက်တွေနားစရာနေရာမရှိလေအဲ့ဒီ nectar ကိုစုပ်နိုင်ဖို့အတွက်ကအရေးကြီးတယ်အဲ့လိုနဲ့တာကိုစုံနိုင်ဖို့အတွက်သူတို့တဘာဝတွေကဘာပေးထားလဲဆိုတော့သူတို့ကအဲ့ဒီအတောင်မှန်တွေကိုသူ့ရဲ့ဒီ shoulder မှာလဲနေအောင်လုပ်ပေးထားတယ်ပေါ့အဲ့လိုမျိုးသူတို့ shoulder မှာလဲနေစေခြင်းအပြင်သူတို့မှာနားစရာအကိုင်းခက်မရှိလေသူတို့ကရက်တည်နိုင်တယ်အပြီးတော့သူတို့တနေရာထဲမှာလဲတောင်မှန်လေးခတ်ပြီးတော့နေနိုင်တယ်ပေါ့ရှေ့နောက်ပြန်လည်းပြန်လို့ရတယ်တနေရာထဲမှာလဲအတောင်မှန်ခတ်ပြီးနေနိုင်တယ်ပေါ့အဲ့ဒါ human part ရဲ့ anatomy ပေါ့အဲ့လိုကြောင့်မို့လို့ပဲအဲ့လိုမျိုးသူတို့တနေရာထဲမှာပဲတောင်ပန်ခတ်ပြီးနေနေတော့မှအဲ့ဒီငှက်တွေက can extend their long slender beak သူတို့ရဲ့ရှည်လျားလျားတဲ့နှုတ်သီးအရှည်ကြီးကို flower span ဝင်နေစီကိုထိုးလိုက်တယ်ထိုးပြီးတော့ feed on the nectar ကိုစုပ်လိုက်တယ် this is the picture of human bird ပေါ့နော် human bird ရဲ့ပုံမှာထည့်ပေးထားတယ်ပေါ့for example ဥပမာပြရတယ် human bird ရဲ့ anatomy ဆိုတာက along the wing to rotate at the shoulder ဒီ human bird ကိုသူ့ရဲ့ဒီအတောင်မှန်တွေကို shoulder ပခုံးမှာလဲအောင်လုပ်ပေးနိုင်တယ် so human bird had the ability unique among birds ငှက်တွေကြားထဲမှာထူးခြားထင်ရှားတဲ့ ability စွမ်းရည်ရှိရတယ် to fly backward အနောက်ကိုပြန်နိုင်တယ် and be hover in place တနေရာထဲမှာပဲ hover လုပ်နိုင်တယ် why hover လုပ်နေစဉ်တွင်မှာ the birds တွေက can extend their long slender beak ကို extend လုပ်ပြီးတော့ into flowers ပန်းမွန်နေစီကို extend လုပ်နိုင်တယ် and be feed on nectar ဝိရီကိုစုပ်နိုင်ပါတယ်တဲ့တော့အမောင်နားမနေတာရှိရင်အမရှင်းတာမြင်သွားရင်အမောင်လာမီးလို့ရတယ်ပေါ့နော်အမဒီနောက်တစ်ပုံရှင်းလိုက်မယ် They say one of the steps composed in the hierarchy of life မရှိမှပြောခဲ့ဘဝရဲ့ဒီအဆင့်ဆင့်ပေါ့နော်အဆင့်ဆင့်ဒီကိုဖွဲ့အဆင့်ဆင့်တွေထဲမှာပါတဲ့ steps အဆင့်တွေကတစ်ခုဖြစ်တဲ့ say atoms တွေပေါင်းရင် molecule ဖြစ်တယ် molecules တွေပေါင်းရင် organelle ဖြစ်တယ် organelle တွေပေါင်းရင် cell ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအမတို့ဘဝရဲ့ hierarchy မှာပါတဲ့ step တွေကတစ်ခုဖြစ်တဲ့ cell ဆိုတာ is a basic unit structure and function of an organism တက်ရှိတစ်ခုရဲ့ basic အခြေခံကြဆုံး structure ကိုဆောင်ရွက်နိုင် structure တစ်ခုပေးနိုင်တဲ့ and function လုပ်ငန်းဆောင်ရွက်နိုင်တဲ့အခြေခံကြဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်အဲ့ဒါသင်ပြောမယ် atoms ကအခြေခံကြဆုံးမဟုတ်ဘူးလားအခြေခံအကြဆုံး basis လို့ပဲပြောရင်တော့အတန်းကအခြေခံအကြဆုံးပဲဒါပေမဲ့မဟုတ်ဘူးအမ function ဆောင်ရွက်နိုင်တာ structure ရှိတာကြတော့ cell ရမှစပြီးတော့ရှိတာ cell ထဲမှာပဲအမတို့ nucleus ပါမယ် cytoplasm ပါမယ် Golgi apparatus ပါမယ် endoplasmic reticulum ပါမယ်ပေါ့အဲ့လိုမျိုး organelle တွေအများကြီးပါတဲ့အတွက်အဲ့ဒီ cell တစ်ခုက function တစ်ခုကိုစပြီးတော့ဆောင်ရွက်နိုင်နေပြီအဲ့ဒါကြောင့်မို့လို့ basic structure and function of an organism လို့ပြောရင် cell လို့ဖြစ်ရမယ်atoms တွေကမတို့ basic ဖြစ်တယ်ဟုတ်တယ်သူတို့ကအောက်ဆုံးစစ်မယ်ဒါပေမဲ့လို့ structure တစ်ခုလည်းမဖြစ်သေးဘူး function လည်းမလုပ်နိုင်သေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့မတို့အခြေခံအကြဆုံးလို့ပြောရင် cell လို့ဖြစ်ရမယ် is the lower level of organization that can perform all activities required for life lowest level of organization အဖွဲ့အစည်းမှာအနိမ့်ဆုံးအခြေအနေရဘာလဲဆိုတော့ that can perform all activities required for life ဘဝအတွက်လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးကိုဆောင်ရွက်နိုင်တဲ့
ပထမအဆုံးစဆောင်ရွက်နိုင်နေမတို့ဖွဲ့စည်းစာပုံမှာအနေဆုံး level က10ဖြစ်တယ်အဲကြောင့်မရှိမှပြောခဲ့သလိုပဲ atoms တို့ molecules တို့ကကြတော့အမတို့ရဲ့ activities တွေပြောရရင်အမတို့အသက်ရှင်မှုအတွက်လိုအပ်တဲ့ activities တွေမဆောင်ရွက်နိုင်သေးဘူးဒါဆဲကစပြီးဆောင်ရွက်နိုင်တာပေါ့အဲ့မှာဆဲမှာ2မျိုးရှိရ either prokaryote or eukaryote ခြေထဲမှာလည်းကြားခဲ့ပြီးသားနေမှာပေါ့နော် prokaryote နဲ့ eukaryote ဆို prokaryote ဆိုတာက true nuclear membrane မရှိတာ eukaryote ဆိုတာက nuclear membrane ရှိတာအဲ့လိုပြောလို့ရတယ်လို့ prokaryote တွေမှာဆို nuclear မရှိဘူး eukaryote မှာဆို nuclear ရှိတယ်ပေါ့ prokaryote မှာအဓိက nuclear membrane မရှိဘူးပြီးတော့ membrane နဲ့ bound လုပ်ထားတဲ့ organism တွေမပါဘူးပေါ့နော် this is prokaryote ပေါ့ prokaryote မှာဆိုတော့ဒီမှာဒီ nuclei လေးတွေပါတယ် nuclei ပတ်လည်မှာမတော့ membrane မရှိဘူး membrane မရှိတဲ့အတွက်ဒါကြီးကတော့ nucleus ပါလို့ပြောစရာမရှိဘူးအဲ့လိုပဲသူတဲမှာလည်းမတော့ဒီမှာ ribosomes လေးတွေပါတယ်ပေါ့နော် ribosomes လေးတွေပါတယ်ribosome လေးတွေပါတယ်ပေါ့နော်ဒါပေမဲ့သူတို့ membrane bound လောက်ထားတာတော့မဟုတ်တော့ဒီတိုင်းတည်တန့်ရှိနေတာအဲ့လိုမျိုးလေးပါဒါ prokaryote ပေါ့ဒါ eukaryote ကလည်းနည်းနည်းအဆင့်မြင့်သွားပြီမဟုတ် nuclear membrane လည်းပါသွားပြီ nucleus လည်းပါသွားပြီပြီးတခြား endoplasmic reticulum တို့ Golgi apparatus တို့ cytoplasm chloroplast တို့ပေါ့နော်အဲ့လိုမျိုးတွေပါသွားပြီပေါ့ prokaryote မှာ membrane bound organelle ရှိလားလို့မရှိပါဘူး eukaryote မှာကျတော့ contain membrane enclosed organelle membrane တွေenclose လုပ်ပေးထားတဲ့ organelle တွေရှိ including DNA in nucleus ထဲမှာလည်း DNA ရှိရဲ့တဲ့ nucleus ထဲမှာရှိတဲ့ DNA ကိုလည်း membrane bound လုပ်ပေးထားတယ်ပေါ့ကွာပြောချင်တာ prokaryotic cell မှာတော့ lack membrane enclosed organelle prokaryotic cell မှာတော့ membrane enclosed organelle မရှိပါဘူးတဲ့ membrane enclosed လုပ်ပေးထားတဲ့ organelle မရှိဘူးသူ့မှာ nucleus လည်းမရှိဘူးပေါ့အဲ့ဒါ prokaryote နဲ့ eukaryote ရဲ့ကွာခြားချက်ပေါ့